ဒီရှိုးရှာဝါတစ်ခုကိုကျွန်တော်တို့အခုချိန်မှာ4000ခွဲလောက်ကြတယ် stainless steel နဲ့လာတယ်အယောင်ကအမဲရယ်ရွှေရယ်ဆက်ထားတယ်ကျွန်တော်ဒီနေ့ရောင်းမိမှာ19000နဲ့အယောင်2ယောင်ရလိမ့်မယ်အမဲရောင်တီးတန့်လည်းရလိမ့်မယ်အခုနပြထားတဲ့အမဲနဲ့ရွှေနဲ့ဟာလည်းရလိမ့်မယ်ဘာကောင်းတာလဲကျွန်တော်တို့ဒီချိုးရှာဝါစတီးနဲ့ဟာမပြောနဲ့ကော်နဲ့ဟာဝယ်မယ်ဆိုရင်တော့အခုလောလောဆယ်မှာဆိုလူချင်းမင်းတို့3000 4000အနည်းဆုံးပေးရလိမ့်မယ်ဒီကောက်မှာဘာတွေပါပြီးသားလဲဆိုတော့ကျိုးတွေလည်းပါပြီးသားကျိုးကလည်းရေပူရေအေးသုံးမယ်ဆိုရင်တော့အသုံးခံတယ်ပြီးရင်သူ့ရဲ့အထိုင် base လည်းပါထားပြီးသားဒီကောင်ကတခြားရေချိုးရှာဝါတွေထက်ကိုဘာတွေပို့ပြီးအားတာလဲဆိုတော့အခုအပေါ်မှာရှိတဲ့ကျွန်တော်တို့ဒီ ring လေးကိုကျွန်တော်တို့ဖြုတ်လိုက်ရေချိုးရှာဝါတစ်ခုကိုကျွန်တော်တို့ကြာသုံးပြီဆိုရင်ကြီးပိတ်တယ်ဆိုတဲ့ပြဿနာတွေလာလိမ့်မယ်အဲ့ဒီပြဿနာရေရှည်သုံးရင်လုံးဝမဖြစ်ဘူးဆိုတော့ရေချိုးရှာဝါအမျိုးအစားကဒီကောင်ကိုပြောတာဒီကောင်ကအခုကျွန်တော်တို့အပေါ်မှာရှိတဲ့ ring ကိုဖြုတ်ပြီးရင်သူ့ရဲ့ဒီ display လေးကိုခွာလိုက်ပြီဆိုရင်အနောက်မှာအပေါက်တွေတွေ့ရလိမ့်မယ်အရှိတ်ဘက်မှာဒါရေကျတဲ့ဟာဒါကိုတန်ရှင်းလှုပ်လိုက်ပြီဆိုရေကျအားကအသစ်အတိုင်းပြန်ကောင်းသွားလိမ့်မယ်ပြီးရင်သူ့ရဲ့အထဲထဲမှာကျွန်တော်တို့ရေထဲမှာပါလာတဲ့အနေတွေအနှစ်တွေကိုစစ်ထုတ်ပေးမယ်ဒီလိုခါလိုက်ပြီဆိုရင်အတန်လေးကျရလိမ့်မယ်ဗျာအထဲမှာဘောလုံးသေးသေးလေးတွေထည့်ထားတယ်ဆိုတဲ့ filter တစ်ခုပါထားပြီးသားအခုနောက်ပိုင်းမှာဝင်တဲ့ shower အကောင်းစားတွေမှာတော့ဒီလို filter စနစ်တွေမပါဘူးဒီလိုတစ်ခုချင်းစီတန်ရှင်းပြန်လှုပ်လို့ရမယ်ဆိုတဲ့စနစ်တွေမပါတော့19000လူချင်းမင်းတို့တကယ်ကြီးကိုတန်လိမ့်မယ်ပြန်ဆင်းမယ်ဆိုလဲလွယ်လွယ်လေးနော်အခုကျွန်တော်ပြထားပြီးဒီကောင်လေးကိုအထဲကိုပြန်ထည့်ပြီးပြီဆိုရင်အပေါ်ကအခုနကျွန်တော်တို့ display လေးကိုအပေါ်မှာပြန်တင်ပြီးပြီဆိုရင်သူ့အပေါ်ကအဖုံးလေးကိုကျွန်တော်တို့ပြန်ပြီးတော့ဒီ ring လေးကိုပြန်ပြီးတော့ရစ်ထည့်ပေးလိုက်ရုံပဲဗျာဒီကောင်ကိုလိုချင်တယ်ဆိုရင်ရွှေနဲ့အမဲနဲ့ဆက်ထားတာလိုချင်တယ်ဆိုရင် comment မှာရွှေအမဲလို့ရေးပြီးတော့လူချင်းမင်းတို့မှာလို့ရပါပြီဒီအမဲအောင်ကိုလိုချင်တယ်ဆိုရင်အမဲလို့တာ comment မှာရေးပြီးတော့မှာပေးပါ19000နဲ့ရပါလိမ့်မယ် TikTok မှာမဲ့လူတွေကကျွန်တော်ကို comment မှာလိုချင်တဲ့အခုရွှေအောင်နဲ့အမဲနဲ့လိုချင်တယ်ဆိုရင်ရွှေအမဲလို့ရေးပြီးတော့ screenshot ရိုက်ပြီးရင်ကျွန်တော်အခုပြထားပြီးဒီဖုန်းနံပါတ်တစ်လုံးရဲ့ Viber ကနေမှာပေးပါFacebook ကမှာမဲ့လူတွေက comment မှာရွှေအမဲဆိုရွှေအမဲလို့ရေးအမဲကြီးပဲဆိုလဲအမဲလို့ရေး screenshot ရိုက်ပြီး Messenger ကနေတစ်စင်မှာပေးပါလူလိန်တွေကိုအထူးဂရုစိုက်ပေးပါခင်ဗျငွေလွှဲတော့မယ်ဆိုရင်အခုကျွန်တော်ပြထားပြီးရဲ့ bank account wave account KPay account MMQR account တွေကလွှဲရင်တခြားဘယ်ကူမှာဘာအကြောင်းပြချက်နဲ့မှမလွှဲပါနဲ့ဒေါ်တန်းထေးတွေပဲပေါ်လာတယ်ဆိုရင်မလွှဲပါနဲ့အဲ့ဒါလူလိန်နေပါခင်ဗျခဏအလိန်ခံရရင်အဲ့ဒီနာမည်ကြီးတွေနဲ့အလိန်ခံနေရတာမို့လို့ပါကြည့်ပြီးတဲ့လူအားလုံးအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်က UEDC မြန်မာကကို5ပါခင်ဗျBye bye